မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဘာမီဖူကော်နာ YouTube Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ချစ်မိတ်ဆွေများအတွက်အာဟာရလည်းဖြစ်ပြီးတော့ထမင်းစားမိန်စီမဲ့စက်သားပြုတ်ကြုံဒီလေးကိုမျှဝေပေးသွားမှာဖြစ်လို့အိမ်မှာကိုယ်တိုင်ချက်စားလို့ရအောင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာချက်သားကိုအရင်ဦးဆုံးအခုလိုမျိုးဓားလေးနဲ့မုံပေးထားရပါမယ်ခင်ဗျာပြီးရင်တော့ကြက်သွန်ဖြူနဲ့ချင်းကိုညက်အောင်လို့ထောင်းထားပေးရပါမယ်ခင်ဗျာပြီးရင်တော့ကြက်သွန်ဖြူနဲ့ချင်းအရည်လေးကိုညှစ်ထည့်ပြီးတော့အဖက်လေးတွေပါတစ်ခါတည်းထည့်ပေးလိုက်ပါမယ်ခင်ဗျာပြီးတဲ့အခါမှာတော့ဆွနှွေးမုတ်အနှဲငယ်ထည့်ပြီးတော့နေပေးလိုက်ပါမယ်ခင်ဗျာအရသာအတွက်အချိုမုတ်နဲ့စားအနှဲငယ်ကိုထည့်ပေးပြီးတော့အရသာတွေကိုအသားထဲထိစိတ်ဝင်သွားအောင်လို့တည်တည်ချာချာလေးဂရုစိုက်ပြီးတော့နေပေးရပါမယ်ခင်ဗျာအရသာလေးတွေအသားထဲထိစိတ်ဝင်သွားအောင်လို့တည်တည်ချာချာလေးနေပေးပြီးသွားရင်တော့2 နာရီလောက်ကြာအောင်နှက်ထားပေးပြီးတဲ့နောက်မှာတော့ဟင်းစားချက်လို့ရပါပြီခင်ဗျာအချိန်ရှိတဲ့သူများအတွက်ကတော့အသားကိုကြာလေးနှက်ထားပြီးတော့မှချက်လို့ရှိရင်ပို့ပြီးတော့ကောင်းပါလေခင်ဗျာအရင်ဦးဆုံးပြုံးမှဖြစ်တဲ့အတွက်ကြောင့်မလို့တဲအိုးလေးကိုစီမထဲပဲနဲ့အသားလေးတွေကိုအရင်ဆုံးထည့်ပေးလိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ကပြုတ်တဲ့အခါမှာရေခမ်းတဲ့အထိပြုတ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရေကိုအများကြီးမထည့်ဘဲနဲ့အသားတုံးလေးတွေရဲ့တစ်ဝက်လောက်ကိုမြို့ရုံလောက်ပဲထည့်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာပြုတ်တဲ့အခါမှာလည်းအဖုံးလေးကိုဖွင့်ပြီးတော့မကြာခဏအထက်အောက်လေးလန်ပေးရပါမယ်ခင်ဗျာပြုတ်တဲ့အခါမှာရေမခမ်းမဲ့ချင်းကြက်သားတုံးလေးတွေကိုအခုလိုမျိုးလေးမကြာလေးအထက်အောက်လေးလန်ပေးနေရမှာပဲဖြစ်ပါတယ်ခင်ဗျာအခုလိုမျိုးရေခမ်းသွားပြီဆိုရင်တော့ကျွန်တော်တို့စီလေးကိုထည့်ပြီးတော့ခဏလောက်ကြော်ပေးရပါမယ်ခင်ဗျာကြော်တဲ့အခါမှာလည်းအသားတုံးလေးတွေကတ်မသွားအောင်လို့မကြာခဏလေးထက်အောင်လန်ပေးရပါမယ်ခင်ဗျာအခုလိုမျိုးစက်သားတုံးလေးတွေကနှကန်းလေးတွေမာလာပြီဆိုရင်တော့နောက်ဆုံးမှာတော့ကျွန်တော်တို့အနံ့လေးမွေးသွားအောင်လို့မဆလာလေးကိုထည့်ပေးလိုက်ပါမယ်ခင်ဗျာအခုဆိုရင်တော့မဆလာနန်းတင်းတင်းလေးနဲ့စားခြင်းစပွဲကြက်ပြုတ်ကြော်လေးကိုရရှိပြီပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ရှုပေးတဲ့တဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်နေ့တွေမှာလည်းရတာရှိတဲ့ဟင်းပွဲလေးတွေကိုချက်ပြပေးသွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ဘာမီဖူကော်နာ YouTube Channel လေးကိုလည်း Subscribe မလုပ်ရသေးဘူးဆိုရင် Subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာရတာရှိတဲ့ဟင်းပွဲလေးနဲ့အတူပြန်လာခဲ့ပါမယ်တတာပါ